အားလုံးထင်တဲ့အတိုင်းပဲဟုတ်ပါတယ်ဗျကျွန်တော်နဲ့မာလင်နဲ့လက်ထပ်လိုက်ပါပြီဗျ Hello guys ဆိုတော့ကျွန်တော်ဒီနေ့မှာတော့3နှစ်လောက်ပျောက်နေတဲ့မာလင်နဲ့ဒီက Bro MVN နဲ့ဘယ်လိုဖြစ်ပါလဲဆိုတော့ကျွန်တော်ဒီနေ့မှာအစဆုံးပြပြသွားမှာဖြစ်ပါတယ်။ကဲဆိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို YouTube ကနေကြည့်နေဆိုရင် subscribe ကလေးလုပ်ခဲ့ပြီးတော့ TikTok ကနေကြည့်နေဆိုရင်တော့ follow လေးနဲ့ကူညီပေးခဲ့ကြဖို့အားလုံးကိုတောင်းဆိုချင်ရပေါ့နော်။ဆိုတော့စလိုက်ကြရအောင်။ Yeah ဆိုတော့သူတို့အကြောင်းကိုသိဖို့ဆိုရင်တော့ကျွန်တော်ကနောက်ကျောင်းကိုပြန်သွားဖို့လိုလိမ့်မယ်ပေါ့နော်ဆိုတော့နောက်ကျောင်းကိုကျွန်တော်ဘယ်လိုပြန်သွားမှာလဲဆိုတော့အခုသွားလိုက်မယ်သွားလိုက်တဲ့အချိန်မှာဘာတွေစဖြစ်လဲဆိုတော့ FVA ကကျွန်တော်ဒီနေ့မှာအဲ့လို YouTube မှာဗီဒီယိုလုပ်နေနေသူကနားဖို့ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်အဲ့ချိန်မှာ FVA ကနားနေတဲ့အချိန်ပေါ့နော်အဲ့အချိန်မှာလေဟိုဘက်မှာတစ်ဖက်ကမာလင်ကနေပြီးဆေးချောင်းတက်နေတယ်သူဆေးချောင်းပြီးသွားတဲ့အချိန်မှာဒီမြန်မာနိုင်ငံကိုပြန်လာရပေါ့နော်ဆိုတော့မြန်မာနိုင်ငံကိုပြန်လာပြီးတော့သူကမန္တလေးကိုရောက်တဲ့အချိန်မှာ FVA ဆိုရဲဘဲတွေနဲ့သွားတွေ့NVA ဆိုတဲ့သူနဲ့တော့တွေ့ပြီးတော့ तू က NVA ကိုမြင်မြင်ချင်းကြွေသွားတာကွာအဲ့တော့ तू က NVA ကိုလိုက်တာ NVA ကိုလိုက်ပြီးတော့ NVA ကိုချစ်တယ်ဘာညာလိုက်ပြောပြီးတော့ NVA ကလည်းအရင်ကယောက်ျားချင်းကြိုက်တဲ့သူဆိုတော့အမှတခါလေးသူနှစ်ယောက်ကညားသွားအဲ့ထိတော့ तू ညားသွားတာတော့မဟုတ်ဘူးအဲ့ထိမညားသေးဘူးဘယ်လိုလဲဆိုတော့ကျိုးအဲ့လိုမျိုးအတူတူနေပြီးတော့အဲ့လိုနောက်ပိုင်းအဲ့လိုတယောက်နဲ့တယောက်အဲ့လိုချင်းရနေအဲ့လိုမျိုးနောက်ပိုင်းကျအမှမာလင်ကနေပြီးတော့ဟာမင်းဘာလို့မှလဲငါတို့လက်ထက်ကြအောင်ဆိုပြီးတော့အဲ့နောက်ပိုင်းမှာFVA ကနေပြီးတော့သူကငါလက်ထက်ရှင်နေဒါပေမဲ့ official တော့မချပြသေးဘူးဆိုပြီးတော့မာလင်းကိုလက်ထက်လိုက်တယ်ပေါ့ဒါပေမဲ့ကျွန်တော်တစ်ဖက်မှာလေမာလင်းကိုအားပေးရဲ့ viewer တွေပေါ့နော်မာလင်းကိုအားပေးရဲ့ viewer တွေကတစ်ဖက်မှာလေမာလင်းကိုစောင့်နေဒါပေမဲ့မာလင်းက FVA ဖြစ်ပြီးတော့ MVA ကိုအရန်ချစ်သွားတာကြောင့်သူကYouTube ကိုပြန်မရမ်းတော့ဘူးပေါ့နော်ဒါပေမဲ့ MVA ရဲ့အားပေးဆုံးမမှုကြောင့်သူက YouTube ကိုအခုချိန်မှာဆိုရင်တော့ပြန် run နေပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့လေသူ့ရဲ့ YouTube channel ကိုအချိန်တစ်ခုကြီးတော့ပြလို့မရသေးပါဘူးပြီးတော့ MVA ဆိုရင်လေဒီမာလင်ဆိုရဲ့ကောင်မလေးကိုအရန်ချစ်ပြီးတော့တကယ်မျက်နှိုးရဲ့ယောက်ျားကောင်းတစ်ယောက်ပဲဖြစ်ပါတယ်ဆိုတော့သူတို့နှစ်ယောက်လက်ထပ်သွားတာတကယ်လားဆိုတော့ဗီဒီယိုအစမှာတွေ့ခဲ့တဲ့အတိုင်း MVA ကိုယ်တိုင်ပြောထားရဲ့ကျွန်တော်နဲ့မာလင်နဲ့လက်ထပ်လိုက်ပြီဆိုတာအမှန်ပါပဲဆိုတာ MVA တက်တည်ပဲဖြစ်ပါတယ်ဒါပေမဲ့မာလင်းရဲ့ဟုတ်ပါတယ်လို့ဘာလို့မထည့်တာလဲဆိုတော့ထည့်တာတော့ထည့်လို့ရပါတယ် brother တို့ကြည့်ရင်ဒီမှာကြည့်လို့ရပါတယ်မာလင်း live stream မှာသူကိုယ်တိုင်ပြောထားတဲ့ဟာပါအားလုံးပဲကြည့်လိုက်ကြရအောင်ညဖေးကြကျွန်တော်ဖေးမကြပါဘူးเนาะ bro ရဲ့ MVN နဲ့လက်ထပ်ပြီးပြီဆိုရဟုတ်တယ်ကျွန်တော်လက်ထပ်ပြီးပါပါเนาะ bro ရဲ့ကျွန်တော်ကဲဆိုတော့တွေ့ရတဲ့အတိုင်းပေါ့နော်မာလီကိုရဲကလေFVN နဲ့လက်ထပ်လိုက်ပြီဆိုတော့ပြောထားရပါတော့ဆိုတော့အဲ့နောက်ကွယ်ကမတိသေးရဲ့အားလုံးမတိသေးတဲ့အချက်တစ်ခုရှိသေးရပါတော့သူတို့နှစ်ယောက်မွေးထားရဲ့ဒီဟာကလေးလေးပေါ့နော်ဟုတ်ပါတယ်ဒါသူတို့နှစ်ယောက်ယူပြီးတော့မွေးထားရဲ့ကလေးလေးပါမာလီနဲ့ FVN ရဲ့မွေးထားရဲ့ကလေးလေးပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲအဖြစ်မှန်ကိုသိပါမယ်လို့တော့ထင်ရပါတော့ဆိုတော့ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း subscribe လုပ်ပြီးကြဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်က you ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုကြရင်ပြန်တွေ့ကြပါမယ် see you guys